အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေ football news ကနေပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီညမှာတော့အင်္ဂလန်နဲ့ကွန်ဂိုပွဲကိုနည်းနည်းလေးသုံးသပ်သွားချင်ပါတယ်ကျေးဇူးပြုလိုက်ပါစီပြောပြကြပါဦးခင်ဗျာဒီညပွဲစဉ်ကိုတော့တစ်ကမ္ဘာလုံးကအင်္ဂလန်နိုင်မယ်လို့ပဲအများစုထင်ကြရတာပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်အင်္ဂလန်ကဂိုးနည်းနည်းလေးနဲ့ကတ်နိုင်မယ်ပေါ့နော်ဥပမာ 1-0 2-0 ပေါ့နော်အလောက်နဲ့ပဲနိုင်မယ်လို့တော့ဒါအများစုကထင်ကြတယ်ပေါ့အဲဆိုရှင်ကျွန်တော်ကပြီးခဲ့တဲ့ပွဲတို့ပြန်ပြီးတော့ချက်ပြန်သုံးသပ်ကြရမှာပေါ့နော်ဆိုတော့အုပ်စုအဆင့်တွေမှာဆိုလို့ရှိရင်ကွန်ဂိုကပေါ်တူဂီကို 1-1 ကိုလံဘီယာကို 1-0 နဲ့ရှုံးပြီးတော့ဥဇဘက်ကစ္စတန်ကို 3-1 နဲ့နိုင်ထားတယ်ပေါ့နော်ကစားကွက်အနေထားမှာဆိုရင်လည်း 4-4-2 ကိုတည်ကစားပြီးတော့သူတို့ကတော့ defensive ပိုင်းကိုလုံးဝတည်ချာလောက်တဲ့အသင်းမျိုးပေါ့နော်တည်ချာခံစစ်ကိုအခိုင်မာကစားတဲ့အသင်းမျိုးလို့တော့ဒါအများစုသိထားပါတယ်အင်္ဂလန်ကကြတော့အုပ်စုပွဲစဉ်တွေမှာခရိုအေးရှားကို 4-2 နဲ့နိုင်တယ်ဂါနာကို 0-0 ပနားမားကို 2-0 နဲ့နိုင်တယ်ပေါ့နှစ်ပွဲနိုင်တစ်ပွဲတည်ဆိုတော့သွင်းကိုက6ဂိုးရှိတယ်ပေးကို2ဂိုးရှိတယ်ပေါ့နော်အင်္ဂလန်ကစားကွက်ကအကြမ်းဖျင်းအပြင် 4-1-4-1 ဆိုတဲ့ပုံစံကိုလူချဲဖန်တီးထားပြီးတော့ဒီကတိုက်စစ်နဲ့ဒီ midfield ဘိုင်းကိုပေါ့နော်အလယ်ဘိုင်းကိုအပြင်းထန်ခြေကုပ်ယူထားတဲ့ပုံစံမျိုးပေါ့အဲ့လိုပုံစံလေးနဲ့အင်္ဂလန်ကစားတတ်တယ်ပေါ့နော်ဒီတော့ပြီးခဲ့တဲ့ပွဲစဉ်တွေရဲ့သူတို့ stat တွေအနေထားရဆိုလို့ရှိရင်အင်္ဂလန်က goal concern 0.4 ကွန်ဂိုကကြတော့ 1.0 ရှိရယ် shot on target မှာဆိုရင်အင်္ဂလန်က 6.6 ရှိပြီးတော့ကွန်ဂိုက 3.0 ရှိရယ်ပေါ့နော်shot on target က 8.0 ဟိုဘက်က 5.4 ဆိုတော့တပွဲကိုပြင်းပြအင်္ဂလန်က14ချိန်လောက်ကိုပေါက်ကန်သွင်းမှုပြုလုပ်ပြီးတော့ကွန်ဂိုက8ချိန်လောက်ကန်သွင်းမှုပြုလုပ်တယ်ပေါ့ဒါဆိုလို့ရှိရင်ကိုပေါက်ကန်သွင်းမှုတွေကတော့ဒါကြီးမားမားရှိတယ်ပေါ့နော်သူတို့ဂိုးတွေမရတာမျိုးကသာလွဲလို့ပေါ့အဲ့လိုမျိုးဆိုတော့ဒါကလည်းကျွန်တော်တို့ထည့်စဉ်းစားရမယ့်အချက်ပေါ့နော်ဘာလို့ဒါကိုပြောလဲဆိုတော့ဒီအခုလက်ရှိပေါ့ထွက်ထားတဲ့ကြီးအရာဆိုလို့ရှိရင်အင်္ဂလန်ကတလုံး65အရှုံးထိကြီးရပြင်းတယ်ဘော်ဒီကြီးရဂိုးပေါင်းကြတော့နှလုံး65အရှုံးဆိုပြီးဂိုးအောက်ကိုဆွဲခေါ်သွားတယ်ဆိုတော့သူတို့ကအင်္ဂလန်ဥမာ2-0လောက်ပေါ့အင်္ဂလန်အမြင့်ဆုံး2-0လောက်နဲ့ပဲနိုင်မယ်ဘော်ဒီပေါ်ရင်ဂိုးအောက်မယ်လို့ထင်တာလားတော့မသိဘူးကျွန်တော်ကတော့အဲ့လိုမထင်ဘူးကျွန်တော်ကဘော်ဒီပေါ်ရင်ဂိုးပါပေါ်မှာဘော်ဒီအောက်ရင်ဂိုးအောက်မယ်အင်္ဂလန်အဲ့လိုပဲလုပ်လို့ရမှာဘာလို့လဲဆိုတော့တလုံး65အရှုံးဆိုတဲ့ကြီးရတအားပြင်းလွန်တဲ့2-0မှအပြေးနိုင်မယ်1-0ဆိုရင်အပြေးရှုံးမယ်ဆိုတော့ကွန်ဂိုကလည်းတွင်းရင်တွင်းမှာကွန်ဂိုကအရင်မတွင်းရင်တော့ပိတ်ဆော့မှာဆိုတော့ဘော်ဒီအောက်ရင်ဂိုးအောက်မယ်ဒီပွဲကအင်္ဂလန်အတွက်ဆိုရင်ပေါ့လေနော်ကွန်ဂိုဘက်ကနေမယ်ဆိုရင်တော့အောက်ဆုံးထိုင်ပေါ့ဗျာအဲ့လိုမျိုးပေါ့ဒါကတော့ဟိုကိုတို့ရွေးလို့ရအောင်ပေါ့နော်ကျွန်တော်အနေနဲ့ဗာကြိုက်လဲဆိုရင်တော့ကျွန်တော်ကတော့ဒီညပွဲအတွက်ကျွန်တော်ဂိုးပေါ်ကိုကြိုက်တယ်တေချာတလောက်မဟုတ်ရင်တော့မှညှော်လင့်တယ်ဗျာကျွန်တော်အနည်းဆုံးတော့2-1ပေါ့အင်္ဂလန်ဘော်ဒီမပေါ်တာထက်ပေါ်တာပေါ့နော်ဂိုးကတော့3ဂိုးလောက်သွင်းမယ်လို့ကျွန်တော်ထင်တာပဲကျွန်တော်ကတော့အဲ့လိုပဲညှော်လင့်တယ်ပေါ့โอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်နေ့ထပ်တွေ့ကြပါမယ်ဗျာ